အားလုံးပဲမင်္ဂလာပါအခု session မှာတော့ကိုယ့်ရဲ့ database မှာပေါ့နော် archive log ကို disable ဖြစ်နေတယ်ဆိုလို့ရှိရင် archive log ကို enable ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုပြပြပေးတော့မယ်နော်ဒီလို actual ထည့်အောင်လိုက်မယ်ပထမဆုံးပေါ့နော်ကိုယ့်ရဲ့ server မှာ archive log ကို enable ဖြစ်နေလား disable ဖြစ်နေလားဆိုတာတစ်ချက်ချက်လိုက်နော်ဒါဆိုရင်တော့ကျွန်တော်ရဲ့ database server မှာarchive log ကတော့ archive log ကို disable ဖြစ်နေတယ်နော်အဲ့တော့ archive log ကို enable လုပ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကshare immediate shut down ချကျွန်တော်ရင် video မှာပြောခဲ့တယ်လို့ပေါ့နော်archive log ကို enable လုပ်လို့ disable ပဲလုပ်လို့ကျွန်တော်က database က mouse state မှာပဲကျွန်တော်က database လုပ်လို့ရမယ်ပေါ့နော်Okay ဒါဆိုရင်တော့ကျွန်တော်ရဲ့ database server က archive log ကို enable ဖြစ်သွားပြီနော်အဲ့တော့ကြည့်